Hello မင်္ဂလာပါဒီဗီဒီယိုမှာဆိုရင်စင်ကာပူမှာကျွန်တော်တို့အလုံးနဲ့ပတ်သက်ပြီးတော့ဘယ်လိုသွားကြလဲဆိုတဲ့အခြေခံဗဟုသုတကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะစင်ကာပူမှာကျတော့အလုပ်ဗီဇာကိုသူတို့က work pass ဆိုပြီးတော့ခေါ်တယ်တခြားနိုင်ငံတွေမှာဆို work visa เนาะအများစုကတော့ work visa လို့ခေါ်တယ်စင်ကာပူမှာကျတော့ work pass ဆိုပြီးတော့သူတို့က work visa ကိုတစ်မျိုးခေါ်ထားတယ်เนาะဆိုတော့ကျွန်တော်တို့အခြေခံ၃မျိုးရှိပါတယ်ကျွန်တော်တို့နားလည်လို့လွယ်အောင်ပေါ့နော်ဆိုတော့ဒီ၃မျိုးမှာကကျွန်တော်အခြေခံဘဟုတုတကိုပြောပြပါမယ်နောက်ဗီဒီယိုမှာအသေးစိတ်ကျွန်တော်ပြောပြပါမယ်ဒီတစ်ခုကျတော့အမြင့်ဆုံးဖြစ်ပါတယ် employment pass ဆိုတာကကျွန်တော်တို့တစ်ဖက်မှာဆိုရင် EP လို့ခေါ်တယ်ဒါ EP ဒီ EP ကိုယူပြီးတော့ EP လို့ခေါ်တယ်ဒါကျတော့အမြင့်ဆုံးပဲเนาะအသေးစိတ်နောက်ဗီဒီယိုမှာကျွန်တော်ပြောပြမယ်S pass ဆိုတာကတော့အများစုနားလည်ပေးတာဖြစ်မှာပါဒီ S pass ကျတော့ဒုတိယအလဲလောက်မှာရှိတယ်နော်သူလာစားဘယ်လောက်ရရဘာလို့အချက်တွေရှိလဲဆိုတာနောက်ဗီဒီယိုမှာကြည့်ပြပါ work permit ကတော့အနေဆုံးဒီ၃မျိုးထဲမှာမှစင်ကာပူမှာလုပ်တဲ့သူတွေကဒီ၃မျိုးနဲ့ပဲသွားတာကျွန်တော်တို့များတယ်ပေါ့နော် Okayဒီ work permit လို့ကျွန်တော်ပြောတဲ့အခါမှာသူ့မှာအမျိုးကွဲတွေအများသူ့အောက်မှာက work permit အောက်မှာ sector တွေမျိုးရှိတယ်ကျွန်တော်တို့အိမ်အကူတွေရှိတယ် CITI ဆိုတာကကျွန်တော်တို့စောက်လုပ်ရေးဖြစ်ပါတယ် HSS ဆိုတာကအချိန်ပိုင်းတရှင်းရေး customer တွေတအိမ်စင်းပုံစံမျိုးနဲ့ပေါ့နော် customer တွေတွားပြီးတော့သူတရှင်းတွားလုပ်ပြရတယ်တရက်မှာ2အိမ်3အိမ်လောက်တွားရတယ် WPNTS ဆိုတာတော့အခုစင်ကာပူတွားတဲ့သူအများဆုံးလက်တလောတွားတဲ့သူတွေအများဆုံး FMB ပိုင်းစားတောက်ဆိုင်ပိုင်းမှာလုပ်နေတဲ့ quota sector ပဲဖြစ်ပါတယ်เนาะနောက်ပြီးလို့ရှိရင် ship ရတင်ပေါ်ချင်းတွေမှာလုပ်တဲ့သူတွေလည်းပဲ WP အောက်မှာပဲနောက်ပြီးလို့ရှိရင် nursing တို့ကျန်တဲ့ဟာတွေလည်းပါသေးတယ်ကျွန်တော်ဒါကတော့အခြေခံကျွန်တော်တို့စင်ကာပူမှာလုပ်မယ်ဆိုရင်တော့အခုသွားများဆုံးကဒါဖြစ်တယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့ကသွားတာများတယ်ဆိုတော့ဒါကစင်ကာပူမှာလုပ်ပြီးဆိုရင်ဒါအခြေခံ knowledge ကိုပထမဆုံးပြောပြတာဖြစ်ပါတယ်ဆိုတော့တကယ်လို့ဒါစိတ်ဝင်စားတယ်ဆိုရင်တော့ follow လုပ်ပေးပါကျွန်တော်အသေးစိတ်လေးဘဟုတုတရအောင်ကျွန်တော်ပြောပြပါမယ်เนาะ